တယောက်ကလုံခြုံရေးဝန်ထမ်းလို့တယောက်ကရောင်းစီးရေးမှလို့ဟုတ်လားနာမည်တက်လာလေးတက်မနေကြပါနဲ့ကွာ ဒီပုံမှန်တော့ဒါတော့မဖြစ်လို့ ငါမအိုသေးဘူးကွာမိဘဝတ္တရား၅ပါးထဲမှာသာသမီကိုပညာတစ်ပိုင်းတစ်စသင်ပေးပြီးမင်းတို့ရှာလို့ရတဲ့ပတ်စံကိုထိုင်ဖြုံးဖို့ဝတ္တရားမပါဘူးနော်မိဘဆိုရင်မိဘဝတ္တရားမိဘတာဝန်ကြည်ရမှာအိမ်အောင်ဦးစီးဆိုတာအိမ်ရဲ့ခေါင်မိုးနဲ့အတူတူပဲနေရန်မိုးရန်ရေရန်ကိုကာကွယ်နိုင်ရမှာပေါ့ကောင်းငင်ကိုကြောပေးပြီးမိသားစုကိုရင်ထဲမှာထည့်ထားဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်သမျှအန္တရာယ်ကိုအသက်ပေးပြီးကာကွယ်ရမှာတူတူပဲပြောမယ်မိဘတာဝန်ကြည်ခြင်းတယ်